င်္ဂလာပါထိထိုင်ဆိုပါဆိုအခုပဲပေါ့နော် Samsung ကနေပြီးတော့ခောက်ဖုံးအသစ်တွေမိတ်ဆက်သွားပြီပိုပေါ့ပြီးတော့ပိုပါတဲ့ Z Flip 8ပြီးရင်ကျွန်တော်တို့ခောက်ရောက်ပျောက်ပြီးတော့ပေါ့နော်ပိုကင်လို့ကောင်းလာတဲ့ Z4 Ultra ပြီးရင်ဒီနေ့ရဲ့ပုံစံအသစ်ဖြစ်တဲ့တော်တော်လေးလမ်းတဲ့ဒီ Z4 8တော့ပေါ့နော်ဆိုကျွန်တော်တို့ဒီနေ့ Flip ကပေါ့နော် Samsung ကထွက်ခဲ့တဲ့မြဒီ Flip phone တွေထဲမှာအပါဆုံးဖြစ်လာတယ်ပိုပေါ့သွားတော့လက်ထဲမှာကင်ရတာလည်းအရသာပိုရှိလာတယ်ပြီးရင်ဒီအပြင်ဘက် cover display ရတယ်ပေါ့နော်ကျွန်တော်တို့အရင်ကားထပ်ပို့ပြီးတော့ချဲ့ပေးထားတယ်လို့သိရတယ်ပေါ့နော်ဆိုတော့အဲ့ဒါနေမကသေးဘူးပေါ့နော်ကျွန်တော် cover display မှာကျွန်တော်တို့ app 16ခုအထိသုံးလို့ရတယ်ပေါ့နော်အရင်ကဆိုကျွန်တော်တို့ဒီလို app တွေသုံးဖို့ Coloc စင်ခံသုံးရတယ်ပေါ့နော်အခုဒီ app 16ခုကိုတခါတည်း sport ပေးလိုက်ပြီပေါ့နော်ဆိုတော့ကင်မရာလည်း50 megapixel နဲ့12 megapixel ပေါ့နော် dual camera ကိုဆက်သုံးပေးထားတယ်ဒီလူငယ်တွေမိန်းကလေးတွေအတွက်ဆက်ပြီး focus လုပ်ပေးထားတဲ့ပုံစံမျိုးပါပဲအယောင်တွေကတော့အမဲရောင်အပြင်ကျောင်းထဲမှာကင်ထားတဲ့ဒီအဖြူရောင်နဲ့ပန်းရောင်ပေါ့နော်နှစ်ရောင်ထွက်ပါတယ်ဆိုတော့အမဲကလွဲလို့ပေါ့နော်ဒီနေရောင်လုံးဝတော်တော်လေးလှတယ်ဒီအဖြူကတော့ကျွန်တော်တို့ရကြလေးတွေပို့ကင်လို့ကောင်းပါပေါ့နော်ဒီပန်းရောင်ကတော့မိန်းကလေးအကြိုက်ဖြစ်မှာပါဆိုတော့ဒီနေ့ကမှတော့ Z4 8 Ultra လို့ခေါ်ပေမဲ့ဒီကောင်ကကျွန်တော်မနစ်က Z4 7ရဲ့မျိုးဆက်တစ်ပေါ့နော်ဆိုတော့ Ultra နာမည်ထပ်ပေါင်းလိုက်တာပဲရှိတာပါဒီနေ့ Z4 8 Ultra ကတော့ကျွန်တော်တို့အလဲကခောက်ရာကတော်တော်လေးပျောက်သွားပြီပေါ့နော်လုံးဝနီးပါးကိုပျောက်သွားတယ်အဲ့အတွက်ပေါ့နော်ပိုမာလာတဲ့ခံစားချက်ကိုလည်းရရပေါ့နော်ပြီးတော့ပိုလဲပါသွားတဲ့အတွက်ပေါ့နော်ကန်ရတဲ့ခံစားချက်ကတော့လုံးဝ share ပဲပြီးရင်ကျွန်တော်တို့နောက်ဖက်ကပေါ့နော်ဒီ ultra wide camera ကအရင်က12 megapixel ကနေကျွန်တော်တို့50 megapixel ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ chipset ကိုတော့ပေါ့နော်ဒီနေ့မှာ Z4 Ultra အတွက်တီးတန့်ထုတ်ပေးထားတဲ့ 8 Gen 5 chipset ကိုသုံးပေးထားတယ်ဒါက Samsung ခေါက်ဖုန်းတွေထဲမှာပထမဆုံးပေါ့နော်ဆိုတော့ဒီနေ့ highlight color ကတော့ကျွန်တော်တို့ဒီခရမ်းရောင်ဖြစ်မှာပေါ့နော်ဆိုတော့ကျွန်တော်အတွက်ကတော့ဒီ Z4 Ultra မှာဆိုလို့ရှိရင်ဒီအဖြူလေးကိုပို့သဘောကျတယ်ပေါ့နော်ဖုန်းပို့ပြီးတော့ပေါ်တယ်လို့ခံစားရတယ်ပေါ့နော်ဆိုတော့ဒီခရမ်းရင်းရောင်ကတော့ကျွန်တော်တို့အမဲဘက်ရောက်တယ်ပေါ့နော်အရောင်အရန်ငိမ့်တယ်ဆိုတော့ဒီလိုကတီတီငိမ့်အရောင်မှကန်ကျင်တယ်ဆိုရဲလူတွေတော့ကတော့ဒီရောင်ကတော်တော်လေးအဆင်ပြေပါပါကဲနောက်ဆုံးမင်းသားလေးကတော့ကျွန်တော်ရဲ့အကြိုက်ဆုံးဖြစ်လာတဲ့ Galaxy Z4 8ပါဆိုတော့ Z4 8လို့သာခေါ်တာပေါ့နော်ဒီနှစ်ကကျွန်တော်တို့ပုံစံအသစ်ဖြစ်သွားမယ်ပေါ့နော်အဆုံးမှာဒီဖုန်းကိုဆက်ဆက်ကင်လိုက်တာနဲ့တိတာတခုကလက်ထဲမှာတော်တော်ပြဲတယ်ပေါ့နော်ဒီတော်တော်ဘေးကတော်တော် white တယ်ဘယ်လိုပြောမလဲကျွန်တော်တို့ passport စာအုပ်ပုံစံမျိုးနဲ့တော့တူရဲပေါ့နော်သူကနည်းနည်းလေးပို့ရဲပေါ့နော်ဆိုတော့ဘေးနှစ်ဖက်က white ပေမဲ့လို့ပေါ့နော်လက်ထဲမှာကင်ရတာကျွန်တော်တို့ comfortable တော်တော်လေးဖြစ်တယ်ပေါ့နော်ဆိုတော့အထက်ဘက်ကိုဖွင့်လိုက်တဲ့အခါမှာလဲကျွန်တော်တို့ဒီပုံစံအသစ်ကိုမြင်ရမှာပေါ့နော်ဘေးနှစ်ဖက်ကိုပို white သွားတဲ့ဒီ screen အပြည့်ခန်းစားချက်မျိုးရမယ်ပေါ့နော်ဆိုတော့အဲ့အတွက်ပေါ့နော် YouTube တွေပါကြည့်ရအခါမျိုးမှာအခုလိုမျိုးကျွန်တော်တို့ blur bar တွေတော်တော်လေးနည်းသွားမယ်ပေါ့နော်ဆိုတော့တာမန်4တွေမှာဆိုလို့ရှိရင်ဒီ YouTube တွေပါကြည့်ရအခါကျရင် blur bar တွေအပေါ်အောက်ခန့်နေတတ်တယ်ပေါ့နော်တော်တော်လေးအာရုံတော့ဟုတ်ကောင်းတယ်ဆိုတော့ဒီကောက်မှာတော်တော်လေးဒါတွေနည်းသွားမယ်ပေါ့နော်ဆိုတော့ဒီပုံစံအသစ်နဲ့ Z4 8ကကျွန်တော်တို့ဒီ Z4 Ultra နဲ့အကုန်နီးပါးတူတူပဲပေါ့နော်မတူတာကကျွန်တော်တို့ကင်မရာဆိုတော့ဒီကောင်းမှာကကျွန်တော်တို့ကင်မရာနှလုံးဝန်းပါတယ်ပေါ့နော် ultra wide နဲ့ main lens နဲ့ပဲပါတယ်ပေါ့နော်ဆိုတော့ tele ဒီ photo မပါဘူးဆိုတော့ zoom ဆွဲလို့မကောင်းဘူးပေါ့ဗျာဆိုတော့ ultra ကတော့ကျွန်တော်တို့ tele photo ပါတယ်ပြီးရင်ပေါ့နော်ကျွန်တော်တို့ဒီ 4.8 ကလည်းတော်တော်လေးပါတယ်ပေါ့နော်ဆိုတော့ကျွန်တော် 4.8 ultra နဲ့တူတူနီးပါးပဲကင်တိုလည်းတော်တော်လေးကောင်းတယ်ပေါ့နော်ကဲပြီးရင်အရောင်ဆိုတော့အရောင်တွေကကျွန်တော်တို့ထုံးစံတိုင်းအမဲရောင်နဲ့ဒီဖြူရောင်ပြီးရင်ကျွန်တော်တို့ဒီအရောင်အသစ်ဖြစ်တဲ့ဒီပန်းခရမ်းရောင်ပေါ့နော်ဆိုတော့အဲ့၃ရောင်ပါတယ်ဆိုတော့ကျွန်တော်မျက်လုံးထဲမှာတော့ပေါ့နော်ဒီနှစ်ရောင်မှာဆိုလို့ရှိရင်လေကျွန်တော်အဖြူလေးပဲရွေးဖြစ်မယ်ဆိုတော့သူကပန်းခရမ်းရောင်ဗျာကျွန်တော်ထင်ထားတာနဲ့ဒီအပြင်မှာမြင်ရတာကပို့ပြီးတော့ဘယ်လိုပြောရမလဲပို့ပြီးတော့မှောင်တယ်ပေါ့နော်ပန်းခရမ်းရောင်ကကျွန်တော်တို့ဒီနည်းနည်းအရောင်ဖြော့ရဲ့ဘက်မှာရှိရပေါ့နော်ဆိုတော့ပုံတွေထဲမှာကျတော့ပို့ပြီးတော့တောက်တယ်လို့ထင်ရပေမဲ့တကယ်အပြင်မှာကျတော့နည်းနည်းလေးမှောင်တယ်ပေါ့နော်ကဲဆိုတော့ဒီနေ့ပြောသွားတာတွေကတော့ကျွန်တော်ဒီအသစ်ထွက်လာတဲ့ Samsung ရဲ့ခေါက်ဖုံးကြောင်းတွေကိုကျွန်တော်ပြောတာဖြစ်ပါတယ်
ဆိုတော့ကျွန်တော်ဗီဒီယိုကြည့်ရတဲ့အထက်မှာဝယ်ရဲတွေရှိမယ်ဆိုလို့ရှိရင် pre-order တင်တဲ့အခါမမားအောင်ကျွန်တော်တေချာလေးပြောချင်တယ်ပေါ့နော်ဆိုတော့ဒီနေ့မှာကျွန်တော်တို့ 4A က2မျိုးရှိရပေါ့နော် 4A နဲ့ 4A Ultra နဲ့ဆိုတော့ 4A Ultra ကကျွန်တော်တို့နှစ်တိုင်းထွက်ခဲ့တဲ့တော့ပိတ်မိရှိပုံစံနဲ့ဟာပါဆိုတော့သူကောင်ကတော့နာမည်မှာကျွန်တော် Ultra ထည့်လိုက်တာပေါ့နော်ဆိုတော့ဒီ Z4A ကတော့ဒီနေ့ရဲ့ပုံစံအသစ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ form factor အသစ်ကိုမှလိုချင်တဲ့လူဆိုလို့ရှိရင်ဒီ Z4A ကိုကျွန်တော်တို့ order တင်ရအောင်ဖြစ်ပါတယ်ဟုတ်ပြီဆိုတော့ဒီနေ့ဗီဒီယိုတော့ပဲပေါ့နော်ကြည့်ပြတော့အထူးပဲကျေးဇူးပါတယ်ဗီဒီယို channel တက်ဆိုလို့ရှိရင် like နဲ့ share နဲ့လုပ်သွားကြလို့ရပါတယ်ဆိုတော့ကျွန်တော်ဒီတက်ချာပါတိုင်တာဖြစ်ပါတယ်